မင်္ဂလာပါညီကိုတို့ဒီနေ့ညမြန်မာစံတော်ချိန်2 နာရီမှာအာဆင်နယ်နဲ့ဘရက်ဖို့တို့ရှေ့မှန်ကစားကြမှာပါအာဆင်နယ်ရဲ့အကျော်ပေးမှုကစတဲ့ကြီးကအာဆင်နယ်ဘက်ကနေဘော်ဒီ180ပြီးတာကနေယခုချိန်မှာတော့140လောက်ထိကျဆင်းလာပါတယ်အာဆင်နယ်မှာအဓိကကစားသမားနောက်ခံလူဝီလီယံဆာလီဘာမပါဝင်နိုင်သေးပါဘူးဒီနေ့တင်းရင်တိုက်တွေ့ဆုံမှုတိုင်းမှာအာဆင်နယ်ကအသာစီးရရှိခဲ့ပေမဲ့အာဆင်နယ်အိမ်ကွင်းမှာတွေ့ဆုံတဲ့နောက်ဆုံး၄ဝက်စလုံးကိုကြေးအောင်နာခြင်းမရှိပါဘူးဘရက်ဖို့ရဲ့အဝေးကွင်းဖောင်ကလည်းအားရစရာမရှိလို့အာဆင်နယ်တို့ဒီပွဲမှာကြေးအောင်လာနိုင်ပါတယ်အာဆင်နယ်ရဲ့ခံစစ်မှာအဓိကကစားသမားတွေမပါဝင်နိုင်ပေမဲ့တိုက်စစ်ပိုင်းမှာလူပြန်ဆုံနေပြီးအိမ်ကွင်း6ပွဲမှာလည်း16ဂိုးထိသွင်းနိုင်တဲ့အာဆင်နယ်ရဲ့တိုက်စစ်ကအားရစရာကောင်းပါတယ်အနည်းဆုံးတကူးကွာလောင်နေနိုင်နေတာကြောင့်အာဆင်နယ်ဘော်ဒီပဲကြိုက်ပါတယ်နောက်တဲ့ဘက်ကမြန်မာစံတော်ချိန်2:45မှာကစားမယ်လီနဲ့ချက်စီတို့အသင်းပွဲစဉ်ဖြစ်ပါတယ်ဒီပွဲမှာချက်စီဘက်ကနေဘော်ဒီ1ပေါင်း90 9ပေါင်း3ပေါင်း60ပေးရပါတယ်ချက်စီတီးပြမာရက်စကာကဒီပွဲမှာဗီဒီဂျိန်းနဲ့သူအဓိကကစားသမားအချို့ကိုအနာပေးဖို့ရှိနေပြီးကွင်းလန်ဒီယန်ကစားသမားကက်စီတို့ကလည်းပွဲပက်ခံရကြောင်းဒီပွဲရဲ့ကြီးကျိုးပေးမှုဟာပျော့ပြောင်းနေပါချက်1ပေါင်း90ဟာချက်စီတို့နိုင်မှုခက်ခဲတဲ့ကြီးဖြစ်ပြီးလီးကလည်းနောက်ပိုင်းပွဲတွေမှာရက်လက်ပိုင်းဆိုးဝါးနေပြီးနောက်ဆုံး၄ဝက်ဆက်လည်းရှုံးနာပါတယ်ဒါပေမဲ့လီးရဲ့အိမ်ကွင်းခံစစ်ကလည်းကောင်းမွန်နေပြီးချက်စီကတန်တယ်ဘယ်လီအိမ်ကွင်းမှာတောက်ကစားတော့ကအရန်လူနဲ့ပဲပတ်သက်ခဲ့ပြီးအပွဲမှာတိုးစီနဲ့ပဲနိုင်ခဲ့ပြီးဂိုးနေခဲ့ပါတယ်ဒီပွဲမှာလည်းဂိုးရီအများကြီးမြင်တရမှာမဟုတ်တဲ့အတွက်ချက်စီခိုးဝက်ကိုပဲကြိုက်ပါတယ်နောက်တဲ့ပွဲကမြန်မာစံတော်ချိန်7:00 နာရီခွဲမှာကစားမယ်ဘီဘာအိုနဲ့ဗီယေဒိုပွဲစဉ်ဖြစ်ပါတယ်လာလီဂါမှာဗီယေဒိုနိုင်ပွဲပြောက်တာတလနီးပါးရှိနေပြီးမနေ့ကလည်းဘာစီလိုနာကနိုင်သွားတာကြောင့်ဒီနေ့ပွဲမှာနိုင်ပွဲမဖြစ်မနေလိုအပ်နေပါတယ်ဘီဘာအိုကဒီယာဒီလာလီဂါမှာကြေးအကျသုံးသိန်းဖြစ်ပြီးချွေစဲကလည်းညံ့တယ်လို့ဒိုင်ယာယာပွဲပက်ကစားသမားတွေနဲ့ရုန်းကန်နေရပါတယ်ဒီနေ့ပွဲမှာလည်းအင်နီကီဝီလီယန်နဲ့တိုက်စစ်မှုစမ်းဆက်တူမပါဝင်နိုင်ဘူးမသိကြပါဘူးဒီနေ့သိရင်တွေ့ဆုံမှုတွေမှာကိုများလေးမရှိပါဘူးဒီနေ့ပွဲမှာလည်းဗီရဲကနေဘော်ဒီ1ပေါင်း90 9ပေါင်း3ပေါင်း90ပြတာပြီးမဖြစ်မနေနိုင်ပွဲလိုအပ်နေတဲ့ဗီရဲတို့တကူးကနေနိုင်တာကြောင့်ဗီရဲဘော်ဒီပဲကြိုက်ပါတယ်